စုံလံမှာသုံးမှာဘူးလေးတွေကိုဝင်ရှိနေပြီဆိုတာစစ်စစ်ချက်အရအတီးပြုတ်ပြီးတဲ့နောက်မှာတော့သူ့ရဲ့ရောက်ခမဖြစ်သူကဒီကိုဝင်ကိုချက်ချင်းပြစ်ချဖို့အမိန့်ပေးခဲ့ပါတယ်တကယ်လို့ညှင်းဆန်တာမျိုးလုပ်ရင်တော့အယိုးကျိုးအောင်ရိုက်နှက်မယ်လို့လည်းချိန်ချောက်ခဲ့တာပါမျက်နှာမှာဒဏ်ရာတွေနဲ့နာကျင်နေရတဲ့စုံလံဟာသူ့ရဲ့ရောက်ခမဘက်ကအမျိုးသားတွေကလေယာသုံးကရိယာတွေနဲ့အိမ်ပေါက်ဝကိုပိတ်ဆို့ထားတာကိုတွေးလိုက်ရပါတယ်ဒါအပြင်သူ့ကိုအပိုကုန်ကြစည်တွေပဲဖြစ်စေတဲ့ဝင်ထုတ်ဝင်ပိုးတစ်ခုလိုမျိုးလဲဆဲဆိုခဲ့ရတာတွေကိုခံခဲ့ရတာပါအိမ်တော်ဦးစီးဖြစ်တဲ့ရောက်ခမကြီးကအခုလိုသုံးမှာဘူးကိုဝင်ရှိတာဟာမိသားစုအတွက်မတက်နိုင်တဲ့စီးပွားရေးဝင်ထုတ်ဝင်ပိုးဖြစ်စေပြီးတမိသားစုလုံးကိုစင်ရဲတွေနဲ့ဆွဲနစ်မဲ့အရာပဲလို့အခိုင်အမာပြောခဲ့ပါတယ်။စောင့်ကြည့်နေတဲ့သူတွေခိတ္တပေါ်ရော့သွားတဲ့အချိန်မှာတော့စုံလံဟာအခွင့်အရေးကိုအရယူပြီးအိမ်ကနေအသေးအတန်ထွက်ပြေးခဲ့ပါတယ်။သူဟာခက်ခဲကြမ်းတမ်းတဲ့တောင်တက်လမ်းတွေကိုလီးနှစ်ဆဲလောက်အထိခြေပလာနဲ့ဖြတ်ကျော်ပြေးလွှားပြီးသူ့ရဲ့မွေးရမြေရွာလေးကိုရောက်အောင်သွားခဲ့တာပါ။သူ့ရဲ့အမေဖြစ်သူဟာဖြစ်ပျက်ခဲ့တဲ့အခြေအနေတွေကိုကြားသိရလို့ထိတ်လန့်သွားခဲ့ရပေမဲ့လည်းသူ့မှာရှိသမျှတစ်ခုတည်းသောကြက်မလေးကိုတက်ပြီးစုံလံအတွက်အာဟာရဖြစ်အောင်ချက်ပြုတ်ကျွေးမွေးခဲ့တာဟာတကယ့်ကိုမေတ္တာကြီးမှလှပါတယ်။တိတ်မကြခင်မှာပဲသူ့ရဲ့ခင်ပွန်းဖြစ်သူဒါကျူးဟာအိမ်ရှိကိုရောက်လာခဲ့ပါတယ်။သူဟာအချိန်တော်ကြာအောင်စဉ်းစားတွေးတောပြီးတဲ့နောက်မှာတော့ဘလို့စီးပွားရေးခက်ခဲတွေပဲကြုံရပါစေမမွေးသေးတဲ့ကလေးလေးတွေရဲ့အသက်ကိုကာကွယ်ပေးပြီးမိသားစုကိုလည်းတာဝန်ယူစောင့်ရှောက်သွားပါမယ်လို့လေးလေးနက်နက်ကတိပေးခဲ့ပါတယ်။စကားတွေပြောပြီးတာနဲ့ဒါကျူးကတခြားမျိုးကိုအလုပ်လုပ်ဖို့ချက်ချင်းပဲပြန်သွားခဲ့ပါတယ်။ဝင်ငွေအများဆုံးရအောင်လို့ဒါကျူးကနေဘက်မှာဆောက်လုပ်ရေးဆိုင်မှာအုပ်တယ်တဲ့ပင်မနဲ့အလုပ်ကိုလုပ်ပြီးညဘက်ရောက်ရင်တော့တားတက်ယုံမှာဝက်တွေကိုကားပေါ်ကားချတဲ့အလုပ်ကိုကုလုပ်ပေးခဲ့ပါတယ်။ဒီနေ့ကိုအလုပ်ချိန်6နာရီအထိလုပ်ခဲ့ပြီးရသမျှလုပ်အားကားတွေကိုလည်းဆွေလန်စီပဲအကုန်ပို့ပေးခဲ့တာပါ။သူကိုယ်တိုင်ကတော့အေးဆက်မှာတောင်းနေတဲ့မုံတွေနဲ့အချင်းဖက်တွေကိုပဲနှိမ့်နဲ့ချီပြီးစားတောက်ပြီးအသက်ဆက်ခဲ့ရပါတယ်။တခြားသူတွေကစီးကရက်ပေးရင်တောင်သူကရင်ရင်ကြေးကြေးပဲညင်းပယ်ခဲ့ပါတယ်။အဓိကကတော့အစွမ်းကုန်ချွေတာပြီးကလေးအတွက်နှုတ်မှုဖို့စုဆောင်းခြင်းလိုပါပဲ။ဆွေလန်ရဲ့ကိုဝင်ကလည်းတဖြည်းဖြည်းနဲ့တိတိတသားကြီးထွားလာခဲ့ပါတယ်။ကိုဝင်9လရောက်တဲ့အခါမှာတော့ဘိုက်ကအရန်ကြီးလာလို့ခါကုန်းခါဆန်းလုပ်ဖို့တောင်ခက်ခဲလာပြီးလမ်းလျှောက်ရင်နေရန်ကိုမှီပြီးရှောက်ရတဲ့အထိပါပဲ။ညဘက်ဆိုရင်လည်းဘိုက်ကဖိထားလို့အသက်ရှူရခက်တာကြောင့်ပလက်မအိတ်နိုင်တော့ပဲခေါင်းတွေကိုမှီပြီးတဝက်တစ်ပြက်ထိုင်ရတဲ့အခြေအနေကိုရောက်လာခဲ့ပါတယ်။သူမရဲ့အမေကလည်းသမီးဖြစ်သူရဲ့ခါးနဲ့ကြောကိုခဏခဏနှိပ်ပေးလေးရှိပြီးဒီလိုအခြေအနေကိုကြည့်ပြီးစိတ်မကောင်းဖြစ်ကမျက်ရည်ကျခဲ့ရပါတယ်။ဒါကျူးကတော့လောကတစ်ခါမှပဲအိမ်ကိုခဏပြန်နိုင်ခဲ့ပြီးညတကောင်မှရောက်လာတက်ကမိုးမလင်းခင်မှာပဲပြန်သွားလေးရှိပါတယ်။အိမ်ပြန်လာတိုင်းလည်းပန်းသီးတစ်ထုပ်အမြဲတမ်းဝယ်လာပေးတတ်ပြီးကလေးလေးကျန်းကျန်းမာမာရှိအောင်အာဟာရဖြစ်တာတွေများများစားဖို့ဇနီးဖြစ်သူကိုအမြဲမှာခဲ့ပါတယ်။ဆွေလန်ကသူထမင်းစားပြီးပြီလားလို့ခဏခဏမေးပေမဲ့ဒါကျူးကတော့စားပြီးပြီလို့ပဲလိန်ပြောခဲ့ပါတယ်။ဒါပေမဲ့သူ့ပိုက်ထဲကစာလောင်လုံးလို့မြည်နေတဲ့အတန်တွေကိုတော့ဖုံးကွယ်ထားလို့မရခဲ့ပါဘူး။ကိုဝင်9လရောက်တဲ့အခါမှာတော့စစ်စစ်ချက်အရဘိုက်ထဲက3မြွာဘူးလေးတွေကဖွံ့ဖြိုးမှုနှေးကွေးနေတာကြောင့်ကိုဝင်မြဲအောင်ဆေးရုံတက်ပြီးကုသမှုခံယူရမယ်လို့သိလိုက်ရပါတယ်။ဆေးရုံစရိတ်ကလည်းတစ်နေ့ကိုငွေ400လောက်ထိကုန်ကြမှာဖြစ်ပါတယ်။ဒါကျူးပင်ပန်းပန်းနဲ့စုဆောင်းထားသမျှငွေတွေဟာလက်ဝက်အတွင်းမှာတင်ကုန်သွားခဲ့ရပါတယ်။သူကအလုပ်ရှင်စီမှာလစာကြိုးထုတ်ဖို့တောင်းပေမဲ့ညှင်းပယ်ခံခဲ့ရသလိုလုပ်ပေါ်ကင်ဘက်တွေစီကပတ်စံချေဖို့စူးစမ်းပြန်တော့လည်းအဆင်မပြေခဲ့ပါဘူး။ဘာလို့လဲဆိုတော့ကလေး3ယောက်ကိုကျွေးမွေးရမယ့်ဝင်ထုတ်ဝင်ပိုးကြောင့်သူဟာအကျွေးပြန်ဆက်နိုင်မှာမဟုတ်ဘူးလို့အားလုံးကတွေးနေကြလို့ပါပဲ။ငွေရေးကြေးရေးအကျက်တဲစိုက်နေတဲ့အချိန်မှာပဲမြို့အနောက်ဘက်ကတရားမဝင်ကြောင်မီးသွေးတွင်တစ်ခုမှလုံအားကအများကြီးပေးတယ်ဆိုတာကိုဒါကျူးသိလိုက်ရပါတယ်။မြေအောက်ထဲမှာတရက်စင်းလို့ရင်ရိုးရိုးအလုပ်3ရက်စာလောက်ရတာကြောင့်ဆွေလန်ကိုအတိမပေးပဲဒီလိုအနေရများတဲ့အလုပ်ကိုလုပ်ဖို့သူဆုံးဖြတ်လိုက်ပါတော့တယ်။အလုပ်ကိုင်သဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးပြီးတဲ့နောက်မှာဒါရှူလို့ခေါ်တဲ့ဒီလူကသူဟာအဝေးတနေရာမှာအလုပ်သွားလုပ်တော့မယ်ဆိုပြီးလိန်ညာပြောဆိုခဲ့ပါတယ်။အဲဒီနောက်တလတာကာလပတ်လုံးမှာတော့သူ့ရဲ့ဇနီးတွေခိုလဟာအရန်ကိုစိုးရိမ်ပူပန်နေခဲ့ရတာပါ။နောက်ဆုံးမှာတော့သူပြန်လာမဲ့အစားကမန်းဒရန်ရေးထားတဲ့အကြောင်းကြားစာတစ်စောင်ကိုပဲလက်ခံရရှိခဲ့ပါတယ်။ဒေသခံအလုပ်သမားတယောက်ရဲ့ပြောပြချက်အရကြောင်မီးသွေးတွင်းထဲမှာမြေပြိုမှုအကြီးအကျယ်ဖြစ်ပွားခဲ့ပြီးဒါယူဝတ်တယောက်မြေအောက်တွင်းထဲမှာပိတ်မိနေခဲ့တယ်လို့သိလိုက်ရပါတယ်။ဒါကိုကြားလိုက်ရတဲ့ခွဲလန်ဟာချက်ချင်းပဲသတိလစ်လဲကျသွားခဲ့ပါတယ်။သတိပြန်ရလာတဲ့အချိန်မှာတော့ဒီကိုဝင်ဆောင်မိခင်လေးဟာသူမရဲ့ကိုဝင်ရှိနေတဲ့အခြေအနေကိုတောင်ဂရုမစိုက်နိုင်တော့ပဲကြောင်မီးသွေးတွင်းစီကိုသွားဖို့အပြင်းထန်ဆုံးဖြတ်လိုက်ပါတော့တယ်။လမ်းမလျှောက်နိုင်တော့တဲ့အခြေအနေရောက်တဲ့အခါမှာတော့သူမဟာမြေကြီးပေါ်မှာဝတ်သွားပြီးတော့ချောင်းဘေးကမျက်ပင်တွေကိုဆွဲကင်ရင်ခက်ခက်ခဲခဲရှေ့ဆက်ခဲ့ရပါတယ်။အဲ့ဒီအချိန်မှာတော့တာဝန်ရှိသူတွေကပိတ်မိနေသူတွေအသက်ရှင်ဖို့ခွင့်လန်းမရှိတော့ဘူးလို့ယူဆပြီးတွင်းဝကိုတရားဝင်ပိတ်လိုက်ကြပါပြီ။ပြီးတော့ရွာကိုလည်းနစ်နာကြေးအဖြစ်ရွမ်ငွေ2000ပေးအပ်ခဲ့ပါတယ်။ခိုင်လန်ဟာမြေပြိုတဲ့နေရာမှာ82နာရီတိုင်တိုင်မပြတ်စောင့်ဆိုင်းနေခဲ့လို့သူမရဲ့အတန်တွေလည်းဝင်သွားခဲ့သလိုမျက်လုံးတွေလည်းအရန်ကိုဖောင်းအင်နေခဲ့ပါပြီ။ရွာသားတွေကကိုဝင်ကိုဖျက်ချပြီးနောက်အိမ်အောင်ပြုဖို့တိုက်တွန်းကြပေမဲ့လည်းသူမကတော့ဘာမှပြန်မပြောပဲအဲ့ဒီအပြက်စီးတွေနားမှာပဲအာတင်ပြီးဆက်ရှိနေခဲ့ပါတယ်။9ရက်မြောက်နေ့မှာတော့ပြင်းထန်တဲ့ရာသီဥတုဒဏ်ကြောင့်သူမဟာအဖျားတက်ပြီးလူလဲပင်မနှွမ်းတွေကကြောင်မီးသွေးပုံတွေပေါ်မှာပဲလဲကျသွားခဲ့ပါတော့တယ်။အဲ့ဒီနောက်မှာတော့မြေအိမ်လေးနဲ့တယောက်တည်းနေထိုင်တဲ့ရှယ်ဝါလို့ခေါ်တဲ့တိုးချောင်းသားအဖိုးအိုကသူမကိုကယ်တင်ပေးခဲ့ပါတယ်
ဒီကျေးဇူးရှင်အဖိုးအိုကသူ့ရဲ့ကျန်းမာရေးပြန်ကောင်းလာဖို့နဲ့ဘိုက်ထဲကကလေးလေးကိုထိမ့်သိမ်းနိုင်ဖို့အတွက်ဂျင်းပြုတ်ရည်တွေနဲ့ဆေးဘက်ဝင်ပင်တွေကိုတေချာလေးပြင်ဆင်ပေးခဲ့ပါတယ်။သူမနာလန်ထူလာတဲ့9ရက်မြောက်နေ့မှာတော့တွင်းထဲကနေသတင်းကောင်းတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။ကယ်ဆယ်ရေးသမားတွေဟာဒါရှိဝကိုလေဝင်လေထွက်ပြုံတစ်ခုထဲမှာအသက်ရှင်လျက်ပြန်တွေ့ခဲ့ကြတာပါ။ခါလန်ဟာအရန်ကိုစိတ်လှုပ်ရှားသွားပြီးဖနက်တောင်မပါဘဲအဲ့ဒီနေရာကိုပြေးသွားခဲ့ပါတယ်။အဲ့ဒီမှာသူမရဲ့ခင်မွန်းဖြစ်သူကိုတွေ့လိုက်ရပါပြီ။ဒက်ရှူဟာကြောင်မီးသွေးမှုန့်တွေကြားမှာမျက်နှာတစ်ခုလုံးလဲမဲမောင်နေပြီးခြေထောက်တစ်ဖက်လဲကျိုးနေခဲ့ပါတယ်။သူဟာလေဝင်ပေါက်ကနေစိမ့်ထွက်လာတဲ့ရေစက်တွေကိုတောက်ပြီး10ရက်ကျော်တိုင်းတိုင်းအသက်ဆက်ခဲ့ရတာဖြစ်ပါတယ်။10ရက်ကျော်ကြာတေးရေးရှင်ရေးတိုက်ပွဲဝင်ခဲ့ရပြီးနောက်မှာတော့ဓာကျူးတစ်ယောက်အသက်ဘေးကနေတီတီလေးလွတ်မြောက်ခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ညာဘက်လက်ခြေကတော့တသက်စာမတန်ဆွမ်းဖြစ်သွားခဲ့ရလို့ဒီနေ့ကစပြီးပင်ပန်းနဲ့ကိုလက်လှုပ်ရှားအလုပ်တွေကိုဘယ်တော့မှလုပ်နိုင်တော့မှာမဟုတ်ပါဘူး။ကြောင်မီးသွေးရင်းကပေးတဲ့ရော်ကြီးငွေတွေကပိုရှန်နဲ့ငွေ1000ကျော်ကိုဇနီးဖြစ်သူဆွေလန်ကတေချာသိမ်းဆည်းထားပြီးဒါကိုကလေးတွေရဲ့ပညာရေးအတွက်ရန်ပုံငွေအဖြစ်သတ်မှတ်ထားလိုက်ပါတယ်။ဆေးရုံကစင်းချင်းမှာပဲဒီဇနီးမောင်နှံ2ယောက်ဟာမိမဘက်ကအမျိုးတွေအိမ်ရဲ့အရှိဘက်ကမြေတိုက်ခန်းလေးမှာခဏတာကတ်နေခဲ့ရပြီးနေစရာကလည်းအရန်ကိုကျင်းမြောင်းလာပါတယ်။ညစ်နဲ့လို့နှင်းတွေကြတဲ့အချိန်တိုင်းဓာကျူးရဲ့ဒဏ်ရာကလိုင်းလုံးတွေလိုအရှိန်အဟုန်နဲ့နာကျင်လာတတ်ပြီးသူဟာအော်ဟစ်ညီးတွားမိမှဆိုးလို့ခေါင်းအုံးကိုကိုက်ပြီးအန်ကျိတ်အောင်ခံနေရရှာပါတယ်။ဆွေလန်ကတော့ခင်ပွန်းဖြစ်သူရဲ့ဘေးနားမှာအနီးကပ်ပြုစုစောင့်ရှောက်ပေးနေတယ်လို့သူမရဲ့ဖောင်းကားနေတဲ့ဗိုက်လေးကိုလည်းမကြာခဏပုတ်တက်ရင်ဒီခက်ခဲတဲ့အချိန်တွေကိုကြော်ဖြတ်နိုင်ဖို့အချင်းချင်းအားပေးနေကြတာပါနောက်ထပ်2လလောက်ဆိုရင်ပဲသူတို့ရဲ့ရင်သွေးလေးကိုလောကကြီးထဲကြိုးဆိုနိုင်တော့မှာဖြစ်ပါတယ်ဒါပေမဲ့အိမ်အောင်ရေးအခြေအနေကခက်ခဲနေစေဖြစ်ပြီးကိုဝင်ဆောင်အားဆေးတွေကိုလည်းမပြတ်ဝယ်နေရတာကြောင့်ဆွေလန်ဟာကိုဝင်ကြီးနဲ့ပဲမြို့ထဲမှာအမိုက်တွေလိုက်ကောက်ပြီးမိသားစုဝင်ငွေကိုဖြည့်တင်းနေရပါတယ်။ဒီနေ့မှာတော့စက်ကူကြာကတ်တွေလိုက်ကောက်နေတော့လေလွင့်နေတဲ့လူမိုက်2ယောက်ကဆိုင်ကယ်နဲ့ရောက်လာပြီးသူမရှာထားသမျှကိုလူယူသွားရုံနဲ့မကပဲသူမကိုပါအကြမ်းပရန်တွန်းလဲသွားခဲ့ပါတယ်။အရှိန်နဲ့လဲကျသွားတဲ့တန်းကြောင့်ဗိုက်ထဲကနေပြင်းပြင်းထန်ထန်ရစ်နာလာပါတော့တယ်။ကံကောင်းတာကတော့လမ်းဘေးမှာဖက်နှက်ပြနေတဲ့ဦးလေးကြီးယူကကူညီပေးလို့သူမကိုမြို့နယ်စေးပေးကန်းစီအမြန်ဆုံးပို့ဆောင်ပေးနိုင်ခဲ့တာပါဆရာဝန်ကတော့ခဏလေးနောက်ကျသွားရင်ဗိုက်ထဲကကလေး3ယောက်စလုံးကိုဆုံးရှုံးရနိုင်တယ်လို့ပြောလိုက်ပါတယ်ကတင်ဘေးမှာတော့ဓာကျူးဟာချိုင်းထောက်ကိုအမိပြုတ်ပြီးရက်နေရင်သူ့ကိုယ်သူအပြစ်မကင်းတယ်လို့ခံစားနေရပါတယ်ဒါနဲ့ပဲသူကကလေးတစ်ယောက်ကိုကလေးမရှိတဲ့ကျန်းတို့မိသားစုစီမှာမွေးစားဖို့ပေးလိုက်ပြီးပတ်စံနဲ့လဲလှယ်ကြရအောင်လို့အကြံပြုလိုက်ပါတယ်ဒီစကားကိုကြားချင်းမှာပဲဆွေလန်ဟာအရန်ကိုဒေါသထွက်သွားပြီးပြက်ပြက်သားသားညှင်းဆိုလိုက်ပါတော့တယ်။တကယ်လို့တယောက်ယောက်ကများသူမရဲ့ရင်သွေးတွေကိုခွဲထုတ်ဖို့စ조사မယ်ဆိုရင်အဆောက်အဦပေါ်ကနေခုန်ချပြီးအသက်နယ်လဲပြီးကာကွယ်သွားမယ်လို့တောင်ကြိမ်းဝါလိုက်ပါတယ်။ညဘက်ရောက်တော့ဆွေလန်ဟာဆေးရုံစင်ကြံတစ်လျှောက်လမ်းလျှောက်နေတော့လေကားထစ်နာမှာသတိလေးလဲကျနေတဲ့အဖွားအိုတယောက်ကိုမတော်တဆတွေ့လိုက်ရပါတယ်။အဖွားအိုရဲ့လက္ခဏာတွေကနှလုံးသွေးကြောပိတ်တဲ့ပုံစံမျိုးဖြစ်နေတာကြောင့်သူမဟာဆရာဝန်တွေကိုချက်ချင်းအော်ခေါ်ပြီးအသက်ကယ်ဖို့ကူညီပေးခဲ့ပါတယ်။အဲ့ဒီအဖွားအိုရဲ့သားဖြစ်သူချန်ဆိုတာကတော့ဒီမြို့မှာစီနဲ့စံစဘာလုပ်ငန်းတွေကိုအကြီးအကျယ်လုပ်ကိုင်နေတဲ့တထေးတဦးဖြစ်နေပါတယ်။မိခင်ဖြစ်သူရဲ့အသက်ကိုကယ်တင်ပေးခဲ့တဲ့ကျေးဇူးကြောင့်တထေးကြီးချန်ကဆွေလန်တို့ကိုကျေးဇူးတင်တဲ့အနေနဲ့ငွေ1000ကိုချက်ချင်းပဲလက်ဆောင်ပေးလိုက်ပါတော့တယ်။ဆွေလန်ကအရင်ကမ်းလှမ်းချက်တွေကိုပြက်ပြက်သားသားညှင်းပယ်ခဲ့တာကြောင့်ဓာကျူးကလမ်းလျှောက်ရတာအဆင်မပြေပေမဲ့လည်းစိတ်ယုံတယုံမှာလုံခြုံရေးအဆောင်အဖြစ်အလုပ်ရသွားပါတယ်။လစာကတော့2000ရပြီးအလုပ်ကလည်းတက်တာရှိသလိုဘဝကလည်းတည်ငြိမ်သွားတာပေါ့ဒီလိုမျိုးပုံမှန်ဝင်ငွေလေးရှိလာတာကပဲသူတို့မိသားစုကိုခက်ခဲတဲ့အခြေအနေကနေပြန်ပြီးနိုးထလာစေခဲ့ပါတယ်။ဆွေလန်ကလည်းသူ့အမေအိမ်နောက်ဖေးကမြေရိုင်းတွေကိုရှင်းလင်းပြီးတော့ဟင်းသီးဟင်းရွက်တွေစိုက်ပျိုးခဲ့ပါတယ်။စားလို့ပိုတဲ့အသီးနှံတွေကိုတော့ဈေးထဲမှာသွားရောက်တာပေါ့။ဓာကျူးကလည်းအလုပ်အားတဲ့အချိန်တွေမှာသူ့ရဲ့ကျွမ်းကျင်တဲ့လက်မှုပညာနဲ့ဝါချင်းတောင်းတွေရက်ပါတယ်။ညတိုင်း9လုံးကနေ6လုံးလောက်အထိပြီးအောင်လုပ်ပြီးမိသားစုဝင်ငွေပိုရအောင်စူးစမ်းခဲ့တာပါ။ကိုဝင်8လရောက်မှာတော့ဆွေလန်ကလမစေပဲမွေးလာခဲ့ပါတယ်။မွေးလာတဲ့ကလေး3ယောက်ထဲမှာအားနည်းဆုံးကလေးက1.1 ကီလိုပဲရှိပြီးအားလုံးကိုမွေးကင်းစကလေးပြုစုစောင့်ရှောက်ရေးထဲထည့်ထားလိုက်ရပါတယ်။အဲ့ဒီအချိန်မှာချမ်းလို့ခေါ်တဲ့လူကြီးမင်းကထပ်ပြီးတော့ရက်ရက်ရောရောကူညီပေးခဲ့ပါတယ်။စေဘိုးဝါကရွမ်3000ကိုအရင်စိုက်ထုတ်ပေးပြီးဒီလင်မယား2ယောက်ကိုဖြည်းဖြည်းချင်းမှပြန်ဆက်ဖို့ခွင့်ပြုပေးခဲ့တာပါ။ဒါကျူးကတော့ချိုင်းထောက်ကိုအားပြုပြီးမွေးကန်းအပြင်ဘက်မှာတညလုံးမတက်ရက်စောင့်နေခဲ့ပါတယ်။မိုးလေးလို့နေရန်ကိုမိပြီးခဏလေးအိပ်ပျော်သွားချိန်မှာတော့သူ့မျက်နှာပေါ်မှာကျေနပ်ပီတိဖြစ်နေတဲ့အပြုံးလေးတွေရှိနေခဲ့တာပေါ့။အချိန်တွေကုန်ဆုံးသွားတဲ့အခါသား2ယောက်နဲ့သမီး1ယောက်စုစုပေါင်းကလေး3ယောက်စလုံးဟာအရွယ်ရောက်လာကြပြီးမိဘပေါ်တိတက်နားလေတဲ့သားသမီးကောင်းလေးတွေဖြစ်လာကြပါတယ်။သားအကြီးဆုံးကသူ့အမေရဲ့ဟင်းသီးဟင်းရွက်ဆိုင်မှာဝိုင်းကူပေးပြီးငွေကြေးစီမံခန့်ခွဲမှုနဲ့တွက်ချက်မှုအပိုင်းမှာရွယ်သူတွေထက်အများကြီးတာလွန်ပါတယ်။သားအလက်ကတော့သူ့ဖေစီကနေချင်းတောင်းရက်တဲ့ပညာကိုသင်ယူခဲ့ပြီးလက်ဖွားတွေမှာအသားမာတွေတက်နေတာတောင်တခွန်းမှမငြင်းညူပဲလုပ်ကင်ပေးခဲ့တာပါခင်ဗျာ။ဆွေလန်ဟာငယ်စဉ်ကတည်းကစိတ်ထားဖြူစင်ပြီးအိမ်မှုကိစ္စဝါကိုလည်းကျွမ်းကျင်လိမ္မာစွာနဲ့ကူညီလုပ်ကင်ပေးခဲ့သူတစ်ယောက်ပါ။ကျောင်းတက်ရမယ့်အရွယ်ကိုရောက်လာတဲ့အခါမှာတော့သူမရဲ့မောင်နှမ3ယောက်စလုံးဟာထူးချွန်ထက်မြက်လွန်းလာပြီးစောင်းမေးပွဲရလက်တွေကလည်းအမြဲတမ်းထိတ်တန်းမှာပဲရှိနေခဲ့တာပါ။သူတို့ရရှိခဲ့တဲ့စုတစိတ်တွေဆိုရင်လည်းအိမ်နေရံမှာအပြည့်ပါပဲ။အချိန်တွေတရွေ့ရွေ့ကုန်လွန်လို့တက္ကသိုလ်ဝင်ခွင့်စောင်းမေးပွဲရလက်တွေထွက်လာတဲ့နေ့မှာတော့ကလေး3ယောက်စလုံးဟာထိတ်တန်းတက္ကသိုလ်ကြီးတွေမှာတက်ရောက်ခွင့်ရရှိသွားခဲ့ကြပါတယ်။ဒီသတင်းကောင်းဟာတရွာလုံးကိုပြန့်နှံ့သွားခဲ့တာပေါ့။
အရင်တုန်းကဆွီလန်ကိုကိုဝင်ဖျက်ချဖို့အတင်းအကျပ်ဖိအားပေးခဲ့တဲ့ရောက်ခမအိမ်ကလူတွေဟာဒီသတင်းကိုကြားတဲ့အခါမှာတော့ကြက်ဥဘဲဥတွေလိုလက်ဆောင်တွေယူပြီးအမျိုးပြန်ဆက်ဖို့အတွက်ရောက်လာကြပါတယ်။ရောက်ခမဖြစ်သူဟာမျက်ရည်ပြိုင်ပြိုင်ကြရင်းနဲ့အရင်ကသူမရဲ့မိုင်မဲခဲမှုတွေအတွက်နောင်တရနေကြောင်းပြောပြခဲ့တာပါ။ဆွီလန်ကတော့ဘာမှပြန်မပြောဘဲသတိထားပြီးတော့ပဲဒီကိစ္စကိုဆုံးဖြတ်ဖို့အတွက်သားသမီးတွေကိုပဲလွှဲပေးလိုက်ပါတယ်။အဲ့ဒီမှာသားအကြီးဖြစ်သူကရှေ့ကိုထွက်လာပြီးအရင်တုန်းကအဖွားဖြစ်သူဟာသူတို့ရဲ့အသက်ကိုတက်ဖို့စူးစမ်းခဲ့တဲ့ကမြေအဖွားတော်ဆက်မှုကပြက်ဆဲသွားခဲ့ပြီလို့ပြက်ပြက်သားသားပြောလိုက်တာပါ။ဒုတိယသားနဲ့အငယ်ဆုံးသားတို့ကလည်းသူတို့အကိုနောက်မှာမတက်ရက်ပြီးအကိုဖြစ်သူရဲ့စကားကိုထောက်ခံကြောင်းပြသခဲ့ကြပါတယ်။အဲဒီတော့မှရောက်ခမဖြစ်သူဟာရှက်လဲရှက်အားလဲနာပြီးယူလာတဲ့လက်ဆောင်တွေကိုထားခဲ့ကစိတ်ပြက်လက်ပြက်နဲ့ပြန်သွားခဲ့ရပါတယ်။ကျောင်းပြီးလို့ဖွဲရသွားတဲ့အခါမှာတော့သားအကြီးကဒီဇိုင်းသုတေသနဌာနမှာအလုပ်ဝင်ခဲ့ပြီးဒုတိယသားကမြို့နယ်ဆေးရုံမှာဆရာဝန်ဖြစ်လာခဲ့တယ်လို့အငယ်ဆုံးသားကတော့ရှေ့နေလောကထဲကိုဝင်ရောက်ခဲ့ပါတယ်။အလုပ်ဝင်တဲ့ပထမဆုံးလမှာတင်မောင်နှမ3ယောက်စလုံးကမိဘတွေကိုကျေးဇူးဆက်တဲ့အနေနဲ့တယောက်ကိုရွှန်း2000စီပို့ပေးခဲ့ကြပါတယ်။ဆွီလန်ကအဲ့ဒီပတ်စံတွေကိုတေချာစုထားပြီးဒါကျိုးအတွက်အရေးသွေးကောင်းတဲ့လမ်းလျှောက်အကူပစ္စည်းအသစ်တစ်ခုကိုဝယ်ပေးလိုက်ပါတော့တယ်။သားသမီးတွေနဲ့လူကြီးမိဘတွေအားလုံးချာလို့ခေါ်တဲ့အဖိုးအိုရဲ့ရွှွတ်မှန်အိမ်လေးထဲမှာစုံစုံလင်လင်စုံတွေ့နေကြပါတယ်။အသက်အရွယ်ကြီးရင်းနေပြီဖြစ်တဲ့ဒီအဖိုးအိုကိုခလန်တို့ဇနီးမောင်နှံကသူတို့ရဲ့မိဘအရင်းလိုပဲသဘောထားပြီးအသေးချာပြုစုဆောက်ရှောက်ထားတာပါ။အိမ်ထဲမှာလည်းနှွေးနှွေးထွေးထွေးရှိလာပြီးကလေးတွေကလည်းဝိုင်းဖွဲ့ထိုင်ရင်းဟင်းရည်တွေကိုအတူတူပြင်ဆင်နေကြပါတယ်။လေယူကတော့နည်းနည်းလေးမူးလာတဲ့အချိန်မှာမျက်လုံးတွေหนีရဲလာပြီးအရင်တုန်းကအကြောင်းတွေကိုဖွင့်ပြောလာပါတယ်။ခလန်တယောက်ဖက်နှက်တောင်မပါဘဲထွက်ပြေးခဲ့တဲ့အဲ့ဒီနေ့တုန်းကသူကိုယ်တိုင်အတင်းအဓမ္မတားဆီးဖို့လုပ်ခဲ့ပေမဲ့တနာစိတ်ဝင်သွားတာကြောင့်လက်လွတ်ပေးလိုက်တဲ့အကြောင်းကိုဝန်ခံလိုက်တာပါ။ခလန်ကတော့ပြုံးပြုံးလေးနဲ့ပဲဟင်းတွေထည့်ပေးရင်အဲ့ဒီတုန်းကသာအတားခံခဲ့ရရင်ဒီနေ့လိုမိသားစုစုံစုံလင်းလင်းနဲ့စားတော့ပွဲကြီးကဖြစ်လာမှာမဟုတ်ဘူးလို့နောက်ပြောင်ပြီးပြောလိုက်ပါတယ်။သားဖြစ်သူ3ယောက်စလုံးကလည်းခွက်ကိုစီညှောက်ပြီးနောင်နာကတ်မှာမိဘကျေးဇူးကိုအစွမ်းကုန်ပြန်ဆက်ပါမယ်လို့လေးလေးနက်နက်ကတိပေးကြပါတယ်။တဲရှူလည်းခေါင်းကုန်ပြီးထမင်းစားရင်အရန်ကိုစိတ်လှုပ်ရှားသွားပြီးမျက်ရည်တွေတောင်ကျလာခဲ့ပါတယ်။သူ့ရဲ့မျက်ရည်တွေကထမင်းပကံထဲကိုတန်းတန်းမတ်မတ်ကျဆင်းသွားခဲ့တာပါ။ခလန်ကတော့ဒီလိုမိသားစုစုံစုံလင်းလင်းနဲ့ပျော်စရာကောင်းတဲ့မြင်ကွင်းကိုကြည့်ရင်အရင်တုန်းကမိုးသေးထန်တဲ့ညတညမှာအသက်လူပြီးထွက်ပြေးခဲ့ရတဲ့အခြေအနေဆိုးကြီးကိုပြန်တွေးမိပြီးရင်ထဲမှာခံစားချက်တွေအများကြီးဖြစ်ပေါ်နေပါတယ်။အမှန်ပါပဲလမ်းခရီးကဘလောက်ပဲခက်ခဲကြမ်းတမ်းပြီးဝေးလံနေပါစေဆက်လျှောက်နေမယ်ဆိုရင်တော့တနေ့မှလိုရာခရီးကိုရောက်မှာပါ။ရှောက်ရတာခက်ခဲနေရင်တောင်မှမနာတမ်းဇွဲရှိရှိနဲ့စူးစမ်းသွားမယ်ဆိုရင်နောက်ဆုံးမှာတော့ပန်းတိုင်ကိုရောက်ရှိသွားမှာဖြစ်ပါတယ်။လူလောကမှာရှင်သန်နေထိုင်တဲ့အခါကိုယ့်ရဲ့ဆွေမျိုးသားချင်းတွေကိုယုံကြည်ရမယ်။ကိုယ့်ရဲ့မူလစိတ်ရင်းကိုလည်းဆွဲဆွဲမြဲမြဲစုပ်ကင်ထားရပါမယ်။သူတစ်ပါးဒုက္ခရောက်နေချိန်မှာရဲရဲရောရောကူညီပေးမယ်ဆိုရင်ကိုယ်တိုင်အခက်ခဲနဲ့ကြုံလာရတဲ့အခါမှာလည်းကိုယ့်ကိုဒီတွင်းနဲ့ထဲကနေဆွဲတင်ပေးမဲ့လူကောင်းသူကောင်းတွေနဲ့မလွဲမသွေဆုံတွေ့ရမှာပဲဖြစ်ပါတယ်။